အားလုံးပဲမင်္ဂလာပါဒီကနေ့ခွဲချမ်းစိတ်ပြကင်ဆက်ပေးမဲ့အကြောင်းအရာလေးတော့တော်တော်လေးစိတ်ဝင်စားဖို့ကောင်းပါတယ်အခုခေတ်မှာကခလေးတိုင်းလိုဖုန်းတွေ tablet တွေနဲ့အချိန်ဖြုံးနေကြတာကျွန်တော်တို့နေ့စဉ်မြင်တွေ့နေရတဲ့မြင်ကွင်းတစ်ခုလို့ဖြစ်နေပြီလေဒါပေမဲ့ဒီလိုအချိန်ကြာ screen တွေကြည့်နေတာကငယ်ရွယ်လေးကလေးငယ်တွေပို့တကယ်တမ်းပဲလို့တက်ရောက်မှုတွေရှိနေလဲဒီတူတည်တဲ့အချက်အလက်တွေထဲကနေကလေးတွေအတွက်အဓိက screen time and တွေ9ချက်ကိုအခုပဲအသေးစိတ်ဆက်ပြီးလေ့လာကြည့်လိုက်ကြအောင်ဒီလေးလာမှုအရင်အမြင့်မှာဆိုရင်အထူးသဖြင့်အသက်စနစ်ကနေရှစ်နှစ်အရွယ်ကလေးတွေကိုအဓိကထားအာရုံစိတ်ထားတာတွေ့ရပါတယ်။ဘာလို့လဲဆိုတော့ဒီရွယ်လေးတွေကကလေးတွေရဲ့ဖွံ့ဖြိုးတိုးတက်မှုတဲ့အလွန်ကိုအရေးပါတဲ့အချိန်ကာလတစ်ခုဖြစ်နေလို့ပါပဲ။ခန္ဓာကိုယ်ပိုင်းဆိုင်ရာတော့ဦးနှောက်နဲ့စိတ်ပိုင်းဆိုင်ရာပါအများဆုံးကြီးထွားနေတဲ့အချိန်ကာလတစ်ခုပေါ့။ဒါဆိုရင်တော်တော်လေးအရေးကြီးတဲ့မေးခွန်းတစ်ခုထွက်လာလီ။အဲ့ဒီလိုအချိန်ကြာဆက်ပစ္စည်းတွေကိုအထုံးပြနေတာကသူတို့လေးတွေရဲ့အစောပိုင်းဖွံ့ဖြိုးတိုးတက်မှုကိုတကယ်တော့ဘလို့ပုံဖော်နေတယ်လဲဆိုတာပါပဲ။ကဲဒီမေကုန်းရဲ့အဖြစ်ကိုရုပ်ပိုင်းဆိုင်ရာထိခိုက်မှုတွေရဲ့စိတ်ပိုင်းဆိုင်ရာထိခိုက်မှုတွေရဲ့ဆိုပြီးအဓိကအန်ဒီယေကြီး9ခုကိုအပိုင်းလေးတွေခွဲပြီးကြည့်လိုက်ရအောင်ပထမဆုံးအပိုင်းအနေနဲ့ကျွန်တော်တို့ရုပ်ပိုင်းဆိုင်ရာကျောင်းမာရေးထိခိုက်မှုတွေတနည်းအားဖြင့်ကလေးတွေရဲ့ခန္ဓာကိုယ်ပေါ်မှာအပြင်ပန်းမြင်လာတဲ့တက်ရောက်မှုတွေကိုအရင်ဆုံးလေ့လာကြည့်ကြပါမယ်ဒီချက်လက်တွေရစပစ္စည်းတွေအလုံးကျွမ်းသုံးဆွဲမှုနဲ့ဆက်ဆက်နေတဲ့အတေးကရုပ်ပိုင်းဆိုင်ရာအန်ဂျယ်3ခုရှိပါတယ်။အဲ့ဒါတွေကတော့မျက်စိထိခိုက်တာရဲ့အိပ်စက်မှုအနောက်ရက်ဖြစ်တာရဲ့ပြီးတော့ကိုယ်လေးချိန်တက်လာတာတွေပဲဖြစ်ပါတယ်။ဒီနေရာမှာတကယ်ကိုတတိထားရမယ့်အချက်ကဒီရုပ်ပိုင်းဆိုင်ရာဆုံးရှုံးမှုတွေဟာတစ်ခုနဲ့တစ်ခုဆက်ဆက်ပြီးအထက်ထပ်ဖြစ်လာတာပါပဲ။ပထမဆုံးမျက်စိကိုအရင်ထိခိုက်တယ်။မျက်စိညောင်းတာမျက်စိခြောက်တာတွေဖြစ်လာတဲ့အပြင်အနီးမုံထစ်နိုင်ခြေကိုပါအများကြီးဒေါ်လာစေပါတယ်ဒုတိယချက်ကတော့အိပ်စက်မှုကိုတော့ထိခိုက်တာပါပဲညဘက်ဒီမှာ screen ကြည့်တာများလာရင်ကလေးတွေအိတ်ချိန်တော့ကြမယ်ပြီးတော့နစ်နစ်ချိတ်ချိတ်အိပ်ပျော်တွေအရေးသွေးကိုပါလုံမကြဆင်းသွားစေတယ်တတိယချက်ကတော့ရှင်းပါတယ်ငင်ငင်လေးထိုင်ကြည့်နေတဲ့အတွက်လှုပ်ရှားမှုနဲ့တွားပြီးနောက်ဆုံးမှာအဝါလုံးတဲ့အထိကိုလေးချိန်နဲ့တက်လာတာမျိုးဖြစ်စေတာပါအခုမြင်ရတဲ့အတိုင်းပဲဒါကအရင်ကထင်ရှားတဲ့အစားထိုးခံရမှုတစ်ခုပါကလေးတွေ screen ရှိမှငင်းငင်းလေးထိုင်နေရတဲ့အချိန်တိုင်းဟာသူတို့တွေအဝါလွန်ခြင်းကိုကာကွယ်ဖို့နဲ့ကျန်းမာဖို့တဲ့လိုအပ်တဲ့ပြေးလွှားလှုပ်ရှားကစားရမယ့်အခြေအနေကိုတက်ရိုက်လူယူသွားတယ်လို့ဖြစ်နေပါတယ်။ပြေးလွှားကစားခြင်းနေသွားတာနဲ့များကျွန်တော်တို့ခုနပြောခဲ့တဲ့ကျန်းမာရေးအန်ဒီရီတွေကအလိုလိုပိုတိုးလာတာပါပဲ။ဟုတ်ပါပြီ။အခုဒုတိယပိုင်းအနေနဲ့ကလေးတွေရဲ့ဦးနှောက်နဲ့လူမှုဆက်ဆံရေးဖွံ့ဖြိုးတိုးတက်မှုအပေါ်ကိုတက်ရောက်နေတဲ့မြင်သာမှုနဲ့တဲ့အတွင်းပိုင်းတက်ရောက်မှုတွေကိုဆက်ပြီးလေ့လာကြည့်ကြရအောင်။ဒီလေးလာမှုရဆိုရင်အပြင်ပန်းမှာမမြင်ရပြီမဲ့ကလေးတွေရဲ့ဖွံ့ဖြိုးဆဲဦးနှောက်အပေါ်ကိုတော်တော်လေးထိခိုက်မှုရှိနေတာတွေ့ရပါတယ်။အထူးသဖြင့်ဘာသာစကားအာယုံစုဆိုင်မှုနဲ့လူမှုဆက်ဆံရေးစွမ်းရည်တွေတိဆောက်ဖို့ဆိုတာတကယ်လက်တွေ့ကဘာကလူအချင်းချင်းဆက်သွယ်ပြောဆိုမှုတွေကနေပဲရနိုင်တာလေ။အဲ့ဒီလိုလက်တွေ့ကစားရမယ့်အချိန်တွေနေရာမှာ screen နဲ့အစားထိုးဝင်ရောက်လာတဲ့အခါကလေးတွေရဲ့ဦးနှောက်ဖွံ့ဖြိုးမှုကိုတိုက်ရိုက်အဟန့်တာဖြစ်သွားစေပါတယ်။ဒီအချက်ကတကယ်ကိုစဉ်းစားစရာပါပဲ။ဒါဟာအဖြူမူပိုင်းဆိုင်ရာဆက်တိုက်ဖြစ်ပေါ်နေတဲ့ကွင်းဆက်တစ်ခုပါဘယ်လိုမျိုးလဲဆိုတော့ screen ဒီပေါ်မှာအချိန်ဒီပိုကုန်လာတာနဲ့အမျှကလေးတွေဟာလက်တွေ့ကစားတာတွေလူကြီးတွေနဲ့စကားပြောတာတွေညော့နေလာပါတယ်အဲ့ဒီခါလူကြီးတွေစီကနေတန်ယူရမယ့်အရေးကြီးတဲ့ဆက်သွယ်ပြောဆိုမှုအလေးအကျင့်တွေဆုံးရှုံးသွားပြီးနောက်ဆုံးမှာတော့သူတို့ရဲ့စကားပြောနိုင်စွမ်းနဲ့လူမှုဆက်ဆံရေးစွမ်းရည်ဖွံ့ဖြိုးမှုတွေကိုအများကြီးနှီးကွေးသွားစေပါတယ်လုံးဝကိုဆက်ဆက်နေတဲ့ကွင်းဆက်ကြီးဖြစ်နေတာပါကဲရုပ်ပိုင်းဆိုင်ရာနဲ့စိတ်ပိုင်းဆိုင်ရာအန်ဒရယ်တွေကိုထိလာပြီဆိုတော့တတိယပိုင်းအနေနဲ့ကျမရင်းနဲ့ညီညွတ်တဲ့မျှတမှုရှက်ဖွေခြင်းနဲ့လက်တွေ့ကျတဲ့စီမံခန့်ခွဲမှုအပိုင်းကိုဆက်သွားလိုက်ရအောင်အန်ဒရယ်တွေချီပဲကြားနေရလို့စိတ်မပူပါနဲ့ဒီထုတေသနာအရင်အမစ်ကနေကျွန်တော်တို့ခေတ်သစ်မိသားစုတွေတက်လက်တွေ့ကျတဲ့အဖြေတွေကိုလည်းပေးထားပါတယ်ဒီနေရာမှာတကယ်ကိုအားတက်စရာကောင်းတဲ့အချက်ကကလေးတွေကိုစခရင်လုံးဝမကြည့်ရဘူးလို့အပြစ်အသက်တားမိဖို့မလိုပါဘူးတဲ့ဆိုလိုတာကလုံးဝမသုံးရဘူးမဟုတ်ပဲလိုအပ်တာကဂရုတစိုက်နဲ့တေချာစီမံခန့်ခွဲပေးဖို့ပါပဲအခုနောက်ကဆွေးနွေးခဲ့တဲ့အန်တဲ့၅ချက်ကိုရှော့ချဖို့အဲ့ဒါဆိုရင်လုံခြုံစိတ်ချရတဲ့အဓိကမန်တိုင်၃ခုကိုလိုက်နာဖို့အကြံပြုထားပါတယ်ပထမချက်ကကလေးတွေရဲ့အသက်အရွယ်နဲ့ကိုက်ညီတဲ့အကြောင်းအရာကိုပဲတေချာရွေးချယ်ပြတာပေးဖို့ပါဒုတိယချက်ကတင့်တော်တဲ့အချိန်ကန့်သက်ချက်လေးလေးသတ်မှတ်ထားဖို့ဖြစ်ပါတယ်နောက်ဆုံးအရေးကြီးဆုံးတစ်ချက်ကတော့ကလေးတွေ screen ကြည့်နေချိန်မှာလူကြီးတစ်ယောက်ယောက်ကအမြဲတမ်းအတူတူကရှိနေပြီးကြည့်ချက်ပေးဖို့ပဲဖြစ်ပါတယ်ဒါဆိုရင်တော့ screen တွေဟာကလေးတွေရဲ့နေ့စဉ်ဘဝမှာအန်ဒီယေကင်းကင်းနဲ့အကျိုးရှိရှိအသုံးပြုနိုင်တဲ့အစိပ်ပိုင်းတစ်ခုဖြစ်လာမှာပါကဲဒီကနေ့တင်ဆက်ပေးခဲ့တဲ့အချက်လက်တွေကိုအခြေခံပြီးနောက်ဆုံးစဉ်းစားစရာမေးခွန်းလေးတစ်ခုခြံထားဖဲ့ခြင်းပါတယ်
ကျွန်တော်တို့ရဲ့မျိုးဆက်သစ်ကလေးငယ်လေးတွေရုပ်ပိုင်းဆိုင်ရာရောဦးနှောက်ပိုင်းဆိုင်ရာပါကျမ်းမာတန်ဆွမ်းစွာကြီးထွားလာနိုင်ဖို့အတွက်မိသားစုတွေရဲ့နေ့စဉ် digital အလေးထားတွေကိုဘယ်လိုများပြုပြင်ပြောင်းလဲနိုင်မလဲဆိုတာပါပဲဒီမေးခွန်းလေးကိုတွေးတောကြည့်ရင်းနဲ့ဒီကနေ့ခွဲချမ်းစိတ်ဖြာတင်ဆက်မှုစီစဉ်လေးကိုဒီညမှာပဲအဆုံးသတ်လိုက်ပါရစေအားလုံးပဲကျေးဇူးတင်ပါတယ်